UK Visit Visa ရှောင်းနီပြောပြမယ်အားလုံးမင်္ဂလာပါ vlog ပိုင်းထဲကြီးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ညီလေးနဲ့ကျွန်တော်မေမေကို UK Visit Visa ရှောက်ပေးတဲ့ experience အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအဆင့်အနေနဲ့ကတော့ကျွန်တော်တို့ online ကနေပြီးတော့ application တင်ရမှာဖြစ်ပါတယ် application တင်ရတာဘာမှမခက်ဘူးအရင်ဆုံးဒီ Google search မှာ UK Visit Visa application လို့ရိုက်ပြီးတော့ရှာလိုက်ပြီးရင် apply for a standard visitor visa ဆိုတာလေးပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ personal information တွေ travel history အလုပ်ကိုင်း financial situation အလဲသွားခြင်းနဲ့ရည်ရွယ်ချက်ဒါလေးတွေကိုဖြည့်ပြီးတော့ application တင်ပေးရမှာဖြစ်ပါတယ် application တင်ပြီးတော့ဒုတိယအဆင့်အနေနဲ့ကတော့ဒါအရေးကြီးဆုံး money ကျွန်တော်တို့ visa ကြေးကိုသွင်းပေးရမှာပေါ့နော် visa ကြေးကဒီ6လ visit visa ဆိုလို့ရှိရင်ပေါင်နဲ့ဆိုရင်135ပေါင်လောက်ပေးရတယ်ဒေါ်လာနဲ့ဆိုရင်တော့180ကျော်လောက်ရှိမှထင်တယ်ဒါကကျွန်တော်တို့ online payment လုပ်ရမှာဖြစ်တဲ့အတွက်ကိုယ်တိုင်ရှောက်မယ်ဆိုလို့ရှိရင်ကိုယ့်စီမှာဒီ visa ကြေးပေးချေဖို့အတွက် visa cash ရှိဖို့တော့လိုလိမ့်မယ်ဗျ visa ကြေးသွင်းပြီးသွားရင်တော့ကျွန်တော်တို့ရဲ့ဒါ biometric တင်ဖို့ပေါ့နော်ဒီလက်ဘွေတွေဓာတ်ပုံတွေရိုက်ဖို့အတွက်ဒီရန်ကုန်မှာရှိတဲ့လှဲတန်း center က VFS မှာကျွန်တော်တို့ကိုအဆင်ပြေတဲ့နေ့နဲ့အချိန်ကို appointment ယူရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တုန်းကတော့ဒီ appointment ကြေးအတွက်ကိုဒေါ်လာ60ဝန်းကျင်ပေးခဲ့ရတယ် appointment ရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့နေ့မှာ passport ရယ် appointment confirmation letter ရယ် checklist ရယ်ပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ passport ဓာတ်ပုံပေါ့နော်ဓာတ်ပုံရယူပြီးတော့တွားရမှာဖြစ်ပါတယ်တတိယအဆင့်အနေနဲ့ကတော့ဒါ supporting document တွေတင်ပေးရတော့မှာပေါ့နော်ဒီအဆင့်ကလုံးဝအရေးကြီးတယ်ဗျကိုယ့်ရဲ့ visa အောင်သွားတယ်ကျသွားတယ်ဆိုတာဒီအဆင့်ပေါ်မှာလုံးဝမူတည်တယ်အဲ့တော့ UK visit visa ရှောက်တဲ့နေရာမှာအရေးကြီးဆုံးလိုအပ်တဲ့ document တွေကိုကျွန်တော်ပြောပြပေးသွားမယ်နံပါတ်1အနေနဲ့ကတော့ကိုယ့်မှာတက်တန်း6လနဲ့အထက်ကျန်တဲ့ passport ရမှတ်ပုံတင်ရှိရမယ်ဗျနံပါတ်2အနေနဲ့ကတော့ bank statement တစ်လစာနဲ့ bank certificate လိုပါမယ်ကျွန်တော်ကတော့ bank statement ကိုတစ်လစာပဲပြလိုက်တယ်ဒါပေမဲ့တကယ်လို့ကိုကပြနိုင်မယ်ဆိုလို့ရှိရင်ဒါ3လ6လပြနိုင်ပြီပိုကောင်းနေပဲပေါ့နော်နောက်နံပါတ်3အနေနဲ့ကတော့ဒါကျွန်တော်တို့ business document တွေလိုမယ်ပေါ့ဗျာကျွန်တော်မိမိအတွက်ရှောက်တုံးကဆိုလို့ရှိရင်ဒါ business license တွေ tax ဆောင်ထားတဲ့ဟာတွေပြခဲ့ရတယ်တကယ်လို့ကိုကဝန်ထမ်းဆိုရင်လည်းအလုပ်ထောက်ခံစာတွေဒီ pay slip တွေကိုတေချာပြနိုင်မယ်ဆိုရင်ရနိုင်ကြီးတော်တော်များပါတယ်နံပါတ်4အနေနဲ့ကတော့ကျွန်တော်တို့ပိုင်ဆိုင်မှုအထောက်အထားတွေပြဖို့လိုပါလိမ့်မယ်အိမ်ချမ်းမြေကအစရှိသဖြင့်ကိုယ့်နာမည်နဲ့ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေကိုတင်ပေးရမှာဖြစ်ပါတယ်နံပါတ်5အနေနဲ့ကတော့ကိုယ့်ကို invite လုပ်တဲ့သူနဲ့ကိုယ့်ရဲ့ relation ကိုသက်သေပြနိုင်မယ့်အထောက်အထားတွေလိုပါတယ်ဥပမာဆိုလို့ရှိရင်များကျွန်တော်ညီလေးနဲ့ကျွန်တော်မေမေနဲ့ကို invite လုပ်တာဆိုတော့ကျွန်တော်တို့ရဲ့ဒါအိမ်အောင်စုစည်ရင်းတွေမွေးစည်ရင်းတွေဒါတွေကိုပြပေးခဲ့ပါတယ်နံပါတ်5အနေနဲ့ကတော့ invitation letter ရဲ့ကို invite လုပ်တဲ့ဒီကိုသားဖြစ်ဖြစ်ကိုသမီးဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့ UK မှာနေထိုင်ခွင့်အထောက်အထားတွေကိုတင်ပြပေးရမှာဖြစ်ပါတယ်ကျွန်တော်ဆိုလို့ရှိရင်ဒါကျွန်တော်ကျောင်းကထုတ်ပေးတဲ့ graduation invitation letter ရဲ့ကျွန်တော်ကိုယ်တိုင်ဒီကျွန်တော်အမေနဲ့ကျွန်တော်ညီလေးအတွက်ကို UK ကိုလာဖို့အတွက်ဖိတ်ခေါ်ပါတယ်ဆိုတဲ့ဒီ invitation letter ရဲ့ကိုတင်ပေးရတယ်ပေါ့နော်အဲ့ဒါအပြင်ကိုမှကျွန်တော်ရဲ့ e-visa share code နောက်ပြီးဒီ passport တွေကိုလည်းတပါးတည်းတင်ပေးခဲ့ရပါတယ်နံပါတ်6အနေနဲ့ကတော့ဒါကျွန်တော် accommodation နဲ့ trip plan တွေကိုချပြပေးရတယ်ဥပမာ hotel booking flight ticket ကိုဘယ်မြို့တွေကိုလဲမယ်ဆိုပြီးတော့ဒီကိုယ့်ရဲ့ trip plan တွေကိုချပြပေးရတယ်ပေါ့နော်ဒါပေမဲ့ UK visit visa တခုကောင်းတာကျွန်တော်တို့ဒီ Europe visa ပေါ့နော်ဒီ Schengen visa တွေကိုရှောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က flight ticket ကြိုပြရတယ် hotel accommodation တွေပြပေးရတယ်ဒါပေမဲ့ UK visit visa မှာကျတော့ကြိုမပြလဲရတယ်ကြိုပြရင်တော့ပိုကောင်းတယ်ဒါပေမဲ့ကိုက reject ဖြစ်မှာစိုးတယ်ဆုံးရှုံးမှုတွေကိုကြောက်တယ်ဆိုလို့ရှိရင်ကြိုမပြလဲရတယ်ကျွန်တော်ကြတော့ဒီနံပါတ်တွေပါစုံးမှာဆိုတော့ဗျာကျွန်တော် flight ticket တွေကျွန်တော်မပြခဲ့ဘူး booking တွေလည်းကျွန်တော်မပြခဲ့ဘူးကျွန်တော်ဘာပြလိုက်လဲဆိုတော့ကျွန်တော်မိရောကျွန်တော်ညီလေးရောကျွန်တော်နဲ့ပဲနေမှာဆိုပြီးတော့ကျွန်တော်ရဲ့အိမ်လိပ်စာရဲ့အိမ်စာချုပ်ရဲ့ကိုပဲကျွန်တော်တင်ပေးလိုက်တယ်ဗျာ document တွေအနေနဲ့ကတော့ဒီလောက်ဆိုရင်ကိုတော်တော်လေးကိုပြည့်စုံနေပြီပေါ့နော်တခုရှိတာကအခုပြောသွားတဲ့ document တွေအကုန်လုံးကအင်္ဂလိပ်လိုတင်ပေးရမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီအိမ်အောင်စုစည်းတွေမွေးစည်းတွေစာချုပ်စာတမ်းတွေဒါတွေအကုန်လုံးကိုကျွန်တော်အင်္ဂလိပ်လို notary ပြန်ပြီးတော့တင်ပေးရမှာဖြစ်ပါတယ် document တွေတင်ပြီးပြီဆိုတော့ကျွန်တော်တို့အနေနဲ့သက်ဆိုင်ရာဖရားအသီးသီးမှာဆူတောင်းရင်းနဲ့ decision ကြတာကိုစောင့်ရတော့မှာပေါ့ဗျာသူက3ပတ်လောက်ကြာနေတယ်လို့တော့ရေးထားပေမဲ့ပုံမှန်အားဖြင့်ဆိုရင်တော့ဒါကျွန်တော်ရှောက်ခဲ့တဲ့2ခေါက်လုံးမှာသူ2ပတ်လောက်အတွင်းမှာကို decision ကြရပေါ့နော်အဲ့တော့အနှစ်ချုပ်အနေနဲ့ဒီ UK visit visa ရဖို့အတွက် overall tips လေးတွေပေးရမယ်ဆိုလို့ရှိရင်တော့ဗျာကျွန်တော်တို့အနေနဲ့ဒီ financial evidence တွေကိုတိတိကျကျခိုင်ခိုင်မာမာလေးပြစေချင်တယ် bank statement မှာဆိုလို့ရှိရင်ဒါအမောက်များများလေးပြလေကောင်းလေပဲဗျာပြီးတော့ကိုယ့်ရဲ့လုပ်ငန်းလိုင်စင်တွေဒီပိုင်ဆိုင်မှုအထောက်အထားတွေကိုခိုင်ခိုင်မာမာရိုးရိုးသားသားပြပါအဓိကသူတို့ရဲ့ visit visa ပေးမပေးဆုံးဖြတ်ချက်ကဒီလူတစ်ယောက်က UK ကိုလာလည်ပြီးသွားရင်သူ့နိုင်ငံကိုသူပြန်မလားသူ့နိုင်ငံကိုသူပြန်ဖို့အတွက်ဘယ်လောက်ထိခိုင်မာမှုရှိလဲဒါတွေကိုသူတို့ကအဓိကထားပြီးတော့မှ visa ပေးမပေးရဆုံးဖြတ်တာဗျ။ကိုကဒီအရာတွေအားလုံးကိုခိုင်ခိုင်မာမာပြနိုင်နေဆိုရင်တော့ UK visit visa ကအခုချိန်ထိပေးနေပါသေးတယ်။
သူများတွေပြောနေတဲ့မျိုးလုံးဝအားလုံး reject အားလုံး refuse ဆိုတာတော့လုံးဝမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့လုံခဲ့တဲ့3ရက်ကနေမှကျွန်တော်ညီလေးရောကျွန်တော်မေမေရော UK visit visa အောင်ခဲ့လို့ပဲဖြစ်ပါတယ်အားလုံးလည်းဒီနေ့ vlog လေးကနေပြီးတော့တခုခုအကျိုးရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုကြည့်နေတဲ့သူတွေအနေနဲ့ UK visit visa ကိုရှောက်နေရင်းနဲ့အခက်အခဲတခုခုရှိတာဖြစ်ဖြစ်တခုခုမေးချင်တာဖြစ်ဖြစ်ပေါ့နော်ဒီ post ရဲ့ comment ထဲမှာဝင်ပြီးတော့မေးထားလို့ရပါတယ်တကယ်လို့ TikTok ကမေးတာဆိုလို့ရှိရင်ကျွန်တော် video လေးနဲ့တေးသေးချာချာလေးအဲ့ဒီ comment ကို reply ပြန်ပေးမယ်လို့ကတိပေးပါတယ်ကျွန်တော်လည်းဗျာ line ပေါ်မှာဒါဟို UK visit visa reject ခံရတယ် UK visit visa refuse ခံရတယ်ဒါတွေပဲတွေ့နေရတဲ့ခါကျတော့ကျွန်တော်တော်တော်လေးစိတ်မကောင်းဘူးကျွန်တော်ကိုယ်တိုင်ဒါကျွန်တော်မိမိနဲ့ညီလေးအတွက်ရှောက်တဲ့အခါမှာရခဲ့တာဖြစ်တဲ့အတွက်ဒီနေ့ vlog လေးကိုလုပ်ပေးလိုက်ရတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကိုရစေချင်တယ်ဗျာဘဲနေဗျာကဘာဘွားလူသားတယောက်အနေနဲ့ကဘာဘွားနေရာတစ်ခုကိုတွားချင်တာကိုပတ်စံနဲ့ကိုတွားချင်တာကိုတွားခွင့်မရှိဘူးဆိုတာစဉ်းစားကြည့်ရင်ဝမ်းနေစရာကြီးဗျာနောက်ထပ်ဗီဇာရှောက်မဲ့သူတွေအားလုံးလည်းဗီဇာရကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်အဆုံးထိကြည့်ပေးတဲ့လူအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလထဲမှာကျွန်တော်ရဲ့မွေးနေ့ရှိပါတယ်အဲ့တော့ကျွန်တော်ကို follow လုပ်ထားတဲ့သူတွေအတွက်ကျွန်တော် give away အကြီးပေးသွားဖို့အစီအစဉ်ရှိပါတယ်နောက်နေ့မှာပဲတွေ့ကြတာပေါ့